လက်ခေါက်လာရောက်ခဲ့ဖို့ဖိတ်ခေါ်တဲ့နဲ့တူမျက်စံနဲ့ကားလေးနဲ့လမ်းလိုလာခဲ့ပါပန်းညံလေးကစောင့်နေမှာတဘာဝကိုချီကန်ထားတတမန်များလည်းရှိနေတာစသဘာများထွက်လို့သာအိုကဲမြို့ကပါလွမ်းနေကိုစားစီထားတိသမားတွေရဲ့မွေရဲ့မြေလေးပါကျိုးတော်ရင်ကျင်းလာတဲ့ကျွန်တော်တို့ရဲ့အိုကံမြို့ကိုလက်တစ်ခေါက်လာရောက်ခဲ့ဖို့ဖိတ်ခေါ်တဲ့နဲ့တူမျက်စံနဲ့ကားလေးနဲ့လမ်းလိုလာခဲ့ပါပန်းညံလေးကစောင့်နေမှာတဘာဝကိုချီကန်ထားတတမန်များလည်းရှိနေတာစသဘာများထွက်လို့သာအိုကဲမြို့ကပါလွမ်းနေကိုစားစီထားတိသမားတွေရဲ့မွေရဲ့မြေလေးပါကားလေလာလေစီချင်နေပြဖူးမျိုးလုံးမစိုးဖျားကြီးကြောင်းတိုင်းမှာသမိုင်းဝင်းစီများနဲ့လိုက်လို့ပူပေးမှာညနေစီသာစင်ရုံလေးများပြန်ဝဲလို့သာတိုင်းလေးတက်တဲ့ခါတိုင်ကန်နေနာမောင်တရားဝင်စိုက်ခင်များနဲ့ကြည်နူးလို့မဆုံးပါလာလဲကြည်ချင်းနေပြကျွန်တော်တို့မျိုးကဖိတ်ခေါ်လိုက်တယ်ဗျာကျိုးတော်ရင်ကျင်းလာတဲ့ကျွန်တော်တို့ရဲ့အိုကံမြို့ကိုလက်တစ်ခေါက်လာရောက်ခဲ့ဖို့ဖိတ်ခေါ်တဲ့နဲ့တူမျက်စံနဲ့ကားလေးနဲ့လမ်းလိုလာခဲ့ပါပန်းညံလေးကစောင့်နေမှာတဘာဝကိုချီကန်ထားတတမန်များလည်းရှိနေတာစသဘာများထွက်လို့သာအိုကံမြို့ကပါလွမ်းနေကိုစားစီထားတိသမားတွေရဲ့မွေရဲ့မြေလေးပါကားလေတာလေစီချင်နေပြဖူးမျိုးလုံးမစိုးဖျားကြီးကြောင်းတိုင်းမှာသမိုင်းဝင်းစီများနဲ့လိုက်လို့ပူပေးမှာညနေစီသာစင်ရုံလေးများပြန်ဝဲလို့သာတိုင်းလေးတက်တဲ့ခါတိုင်ကန်နေနာမောင်တရားဝင်စိုက်ခင်များနဲ့ကြည်နူးလို့မဆုံးပါလာလဲကြည်ချင်းနေပြကျွန်တော်တို့မျိုးကဖိတ်ခေါ်လိုက်တယ်ဗျာ